တွေကလူလို့ရှိရင်ကုံသွားတယ်လို့ထင်လူတွေကုံသွားတာမဟုတ်ဘူးလူတာကများတာလူတာကပွားတာလူတာကရတာဒါကတော့တစ်အချက်နှစ်အချက်ကတော့သုံးရင်ကုံသွားပြီလို့ထင်တာဟိုတခြားနားထောင်စမ်းပါတခြားယူသွားသမှာနော်သုံးရင်ကုံသွားတယ်လို့ထင်တာသုံးရင်ကုံတာမဟုတ်ဘူးရတာဝင်တာတကယ်ကိုပြည့်စုံလာတာဒါပေမဲ့သုံးဆွဲမှုမှန်ကန်ဖို့တော့အရေးကြီးတယ်ဘလို့မှန်ကန်ရမလဲဆိုလို့ရှိရင်ဒီနေ့ဆရာမလေးကအပြင်သွားတယ်အပြင်သွားတဲ့နေရာမှာဆရာမလေးဒါအေးဘူးလေးဒါမှမဟုတ်ချွေရည်ဘူးလေးဒါမှမဟုတ်ပေါ်တော့ဘိုက်စားလို့မုတ်တခုခုဝယ်စားတာမျိုးတွေဒီလိုမျိုးလေးတွေဆွဲမှုမှန်ကန်ရမယ်ဆရာမလေးလိုချင်တာရှိတယ်စားချင်တာရှိတယ်ငါအဲ့ဒီအရာလေးကိုဝယ်ချင်တယ်အဲ့ဒီရေခဲမုတ်လေးကိုစားချင်တယ်အဲ့ဒီချွေရည်လေးအဲ့ဒီချွေရည်လေးကိုငါတောက်ချင်တယ်ဒါပေမဲ့ငါပတ်စံနှမျောတယ်တပူးကို1000တပူးကို9000တပူးကို2000မလေးများလိုက်တာတော်ပါပြီမစားတော့ဘူးတော်ပါပြီမတောက်တော့ဘူးဆိုပြီးတော့ဆရာမလေးကတွေးလိုက်မယ်မြင်လိုက်မယ်ဆိုရင်အယံကိုလောဘစိတ်နဲ့တွန့်တွန့်နှမျောတဲ့စိတ်ဖြစ်သွားတဲ့အတွက်ငွေကြေးလက်ပိတ်တာမှတ်ထားနော်ငွေသုံးဆွဲမှုဘလို့မှန်ကန်ရမလဲအေးလေးတောက်ချင်တယ်ငါရေခဲမုတ်လေးစားချင်တယ်ဟုတ်ပြီငါအေးလေးကိုတောက်လိုက်မယ်ဆိုရင်ငါစိတ်လေးကြည်လင်သွားမှာပဲရေခဲမုတ်လေးစားလိုက်မယ်ဆိုလို့ရှိရင်ငါစိတ်ချမ်းသာသွားပြီးတော့ငါနေလိုကောင်းသွားမှာပဲဆိုတဲ့စိတ်ခံစားချက်ရှိတယ်ဆိုရင်ဝဲကိုဝဲချပလိုက်စားကိုစားချပလိုက်သုံးကိုသုံးချပလိုက်ဒါသုံးဆွဲဖို့မှန်ကန်တာအဲ့ဒီသုံးလိုက်တဲ့ငွေကသူ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပေးထွက်တယ်ပျော်ပျော်ရွှင်ရွှင်နဲ့သုံးဆွဲပေးတာဖြစ်တဲ့အတွက်အဲ့ဒီငွေတွေကလေကိုယ့်စီကိုလေမြန်မြန်ပြန်ဝင်တာမြန်မြန်ပြန်လာတာကျမလေဒါလေးဝယ်ချင်တယ်ရော့10သိန်းဟုတ်ကဲ့ပေးလိုက်ပြီပြောလိုက်တာကျေးဇူးတင်လိုက်တာငါလိုချင်တဲ့အရာလေးရပြီသုံးခွင့်ရလို့ကျေးဇူးတင်တယ်နော်ဒီလိုပတ်စံ10သိန်းရှိလို့ငါဝယ်ချင်တာလေးဝယ်ခွင့်ရတယ်ဆိုရင်ဟောဒီပိုက်ဆံပိုမဟိုဘက်လက်ရုံရှိတယ်နောက်ကနေဝင်လာစရာဖုန်းတွေဝင်လာပြီဖုန်းတွေဆက်လာပြီအကြောင်းသတင်းတွေကြားရပြီဘလို့လဲဒီနေ့နေအလုပ်ဘလို့ဖြစ်တာနေဘလို့ဘလို့ရပြီနေငွေတွေဘလို့ဝေးပြီနေမဲဘလို့ပေါက်တယ်ကိုယ့်ရဲ့ဦးလေးတွေအန်တီတွေအတော်တွေကချစ်လို့နော်တတိယလို့မတွေ့တာကြားလို့ဒီမှာသတင်းကျုံမဟုတ်ဘူးဒီမှာတစောင်းတိုင်းမဟုတ်ဘူးဆိုပြီးတော့မဟုတ်ဘူးတွေပေးလာတာဒါကကိုယ်သုံးလိုက်တဲ့ငွေကကိုယ့်စီကိုပြန်ဝင်လာတာစိတ်ချမ်းသာစွာနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပေးသုံးမှာစိတ်ချမ်းသာစွာနဲ့ပျော်ပျော်ရွှင်ရွှင်ပေးလူပါကုန်သွားတာမဟုတ်ဘူးပြန်ရတာပြန်ဝင်တာစာပွားပြန်ဝင်ပြီးစာပွားပြန်ရတာဒါအရန်ကောင်းတဲ့လျှော်ဝှက်ချက်ပေးနိုင်တော့ပေးရတာပေးခွင့်ရှိတော့ပေးရတာတကယ်ကိုပေးဖို့ထိုက်တန်လို့ပေးရတာဖြစ်တဲ့အတွက်ဆရာမလေးဟောဒီအသက်နဲ့ခန္ဓာကိုတည်တက်နေသမျှအခုကြည့်နေတဲ့တထေးများပေါင်းအလုံးတယောက်ချင်းစီတိုင်းရဲ့ဟောဒီကဘာကြီးထဲမှာရှိတဲ့သက်ရှိတတ္တဝါမှန်သမျှနဲ့ခုနှစ်ရာသားမီးပေါင်းအလုံးကိုမေတ္တာနဲ့ရောဆရာမလေးရဲ့သစ္စာနဲ့ရောဆရာမလေးရဲ့ဒိဋ္ဌံနဲ့ရောအခုလိုကျေဝချမ်းသာငွေဝင်စေတဲ့အကြောင်းအရာနီးလန်းတွေနဲ့များစွာဆရာမလေးကနေ့စဉ်တသက်တာလုံးအသက်ရှင်နေတဲ့ကာလပတ်လုံးကူညီခဲ့တဲ့လမ်းပြပေးသွားပါမယ်လို့ဆရာမလေးမှန်တော်စကားနဲ့သစ္စာဒိဋ္ဌံပြုပါတယ်နော်โอเคပါမကိကေဝလေးအရင်ချစ်တယ်တတိမလေးမတင်းတင်းခိုင်လေးမတန်းတန်းခိုင်လေးအရင်ချစ်တာမတန်းတန်းခိုင်လေးဆိုလို့ရှိရင်လေဆရာမလေးထုတ်တဲ့လက်ကိမှုရှင်မွေးတွေမှားယူတာသူ့အတွက်လည်းဘူးပေါင်းမနှဲတော့ဘူးစိန်ပေါင်းမနှဲတော့ဘူးတခြားသူတွေအတွက်ကိုလည်းသူမှားပေးတာဘူးပေါင်းမနှဲတော့ဘူးအရန်ကိုကျေးဇူးတင်တာနော်ကောင်းတဲ့ຢာလေးကိုမျှဝေလိုက်စမ်းပါကောင်းတဲ့ຢာလေးကိုပြောပြလိုက်စမ်းပါငါလေးဆရာမလေးသူစားနိုင်ကြီးကဒီနီလန်းလေးရတယ်ဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဒီလိုပြောရင်ဒီလိုရတယ်ဒီလိုလုပ်ရင်ဒီလိုမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးခြင်းဝေမျှပေးခြင်း share လေးကူညီလုပ်ပေးခြင်းကကိုဘဝမှာကုသိုလ်တွေထပ်လို့ပွားတယ်ဆိုတာကိုလက်ခံပေးကြပါရှင့်နော်ညိုအားလုံးပဲကျေးဇူးအများကြီးတင်နေခဲ့နော်အခု12လပိုင်းဒီဇင်ဘာလမှာဆရာမလေးရဲ့ရတနာထိုက်ပြီးဒီဇင်ဘာသင်တန်းကြီးရှိပါတယ်ဒီဇင်ဘာသင်တန်းကြီးကိုအပ်တဲ့သူတွေကိုဆရာမလေးကြီးကလက်ဆောင်ပဏာများကြိုက်ရာတောင်းဆိုနိုင်ပါတယ်နံပါတ်1ဆရာမလေးပုံနဲ့ဆရာမလေးရဲ့ logo ဆရာမလေးရဲ့စာတန်းဆရာမလေးရဲ့အတိတ်နမိတ်လက်ကီဖြစ်စေတဲ့အင်ဂျီလက်ဆောင်တောင်းခွေရှိတယ်အသေးဆက်နော်ဆရာမလေးဒီလိုဝတ်ပြီးသားမဟုတ်ဘူးအသေးဆက်အင်ဂျီဆရာမလေးကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့အင်ဂျီအမျိုးသားအမျိုးသမီးတွေဝတ်လို့ရတဲ့အင်ဂျီတောင်းဆိုခွေရှိတယ်ငွေကြေးချမ်းသာခြင်း3,000 တန်စာအုပ်တောင်းဆိုခွေရှိတယ်ဆရာမလေးကင်ထားတဲ့ပိုက်ဆံအိတ်တောင်းဆိုခွေရှိတယ်တင်တန်း2ခုတောင်းဆိုခွေရှိတယ်ဆရာမလေးလိုက်လွှတ်ရဝတ်တဲ့အင်ဂျီခေါင်းဝင်းတို့အင်ဂျီတို့ဘောင်းမီတို့စကတ်တို့ဒီလိုမျိုးတွေကို
ဆရာမလေးရဲ့ဓာတ်ဆရာမလေးဝစ်ပြီးသားအင်ကြီးဆရာမလေးဆရာဓာတ်ကူးချင်လို့အင်ကြီးလေးလိုချင်ပါတယ်ခေါင်းဝင်လေးလိုချင်ပါတယ်ဆိုပြီးတော့လေတောင်းဆိုနိုင်ပါတယ်လေးချက်တီတီထင်တယ်။၅ခုနော်၅မျိုးတီတီတောင်းဆိုနိုင်ပါတယ်။ကြိုက်ရရွေးချယ်ပြီးတော့တောင်းဆိုပါဒီတင်နန်းကိုအပ်ပြီးတော့ကိုကြိုက်နေတတ်ရကိုလိုချင်တဲ့အရာလက်ဆောင်တောင်းဆိုပြီးတော့တင်တန်းနှစ်ခုကတော့အော်တိုရမယ်။ပရိုဂရမ်တွေအဖော်မေးရှင်းတွေအော်တိုရပါမယ်။ဆရာမလေးနဲ့အတူတူဖုံပြောစီစီအော်တိုလက်ဆောင်ရမယ်။ဖုံပြောစီစီဆိုတာကလေဆရာမလေးစီကိုဖုံခေါ်ပြီးတော့ဆရာမလေးနဲ့ဓာတ်ရိုက်စိတ်ကြိုက်မင်းမြန်ဆွေးနွေးကူညီတောင်းလို့ရတဲ့ဖုံပြောစီစီလက်ဆောင်ရမယ်။ဆရာမလေးကရတာထက်ပို့ပေးတယ်။ဆရာမလေးရတာထက်ဆရာမလေးပို့ပေးတာ။မင်းညကပြောသလိုပေါ့ဆရာမလေးရတာကမြန်မာငွေ1000ဒါပေမဲ့ဆရာမလေးပြန်ပေးတာက1500ပို့ပါတယ်။နော်စဉ်းစားကြည့်အခုဆရာမလေးရဲ့ဒီရတနာထိုက်ပြီးဒီစင်မာတင်တန်းကိုတက်ယုံလေးနဲ့ဒီလိုလက်ဆောင်ပနာတွေစိတ်ကြိုက်တောင်းဆိုခွင့်ရတယ်ဆိုတော့ဘယ်မှမရှိတဲ့တကယ်ကိုအရန်ကောင်းတဲ့အစီအစဉ်ဖြစ်တယ်လို့အရန်ကောင်းတဲ့အထူးအခွင့်အရေးကြီးဖြစ်ပါတယ်နော်။ဒါဒီ2025ဆိုရင်ဈေးရတက်မှာဒါပေမဲ့ဆရာမလေးကအခုခေတ်ဖြစ်နေတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့တင်နန်းဈေးလည်းမတက်ပါဘူးတင်နန်းဈေးလည်းမတက်ပါဘူးမူရင်းဈေးတိုင်းပဲတင်နန်းဈေးလေးကိုဆရာမလေးထားပေးထားတာဖြစ်ပါတယ်အခုလွှင့်နေတဲ့ light ဒီခေါင်းစရဲ့အောက်နှန်းလေးမှာရတနာထိုက်ပြီးဒီစင်မှာတင်နန်းကြောင်းရအသေးစိတ်လေးပြန်ကြည့်ပြီးတော့တင်နန်းလေးအပ်နိုင်ပါတယ်နော်ကဲအားလုံးကိုအရန်ချစ်တာဆရာမလေးကဒီတင်နန်းကြီးတွေအကုန်လုံးကိုစူတောင်းမေတ္တာအလူပွဲတွေကိုထည့်ပေးသွားမယ်စူတောင်းမေတ္တာ9ရက်9အလူပွဲကမြန်မာငွေ300ပေါ့နော်ဒီလောက်ကြီးကုန်မယ်နံပါတ်5အချက်ကအိမ်နော်အိမ်လိုချင်တယ်ဝိုင်းလိုချင်တယ်နော်ဆိုင်ငန်းနေလိုချင်တယ်ဆိုရင်အိမ်ဝယ်နိုင်စေဖို့ဆိုင်ငန်းနေဝယ်နိုင်စေဖို့ဝိုင်းနေဝယ်နိုင်စေဖို့ငွေကြီးကသူ့အလိုလိုပြည့်စုံလာတာနော်5အချက်6အချက်ကကျမ်းမာရေးနဲ့ပတ်သက်တာကျမ်းမာရေးချူကြတာကျမ်းမာရေးမကောင်းတာယောဂတွေခံစားနေရတယ်ဆိုရင်ကျမ်းမာရေးယောဂတွေကင်းရှင်းစွာပျောက်စေဖို့ကျမ်းမာရေးကုထုံနည်းတွေကို6အချက်နဲ့ပေးသွားမှာခုအချက်နဲ့ကတော့အိုးပြောလို့မကုန်ဘူးเนาะဒါကိုဘဝမှာဒါလူမှုနယ်ပယ်မှာနေထိုင်မှုမှန်ကန်တဲ့အကြောင်းအရာတွေရောအသေးစိတ်ကိုပေးသွားမှာကို့မှာဘဏ်စာအုပ်တွေရှိတယ်ဘဏ်ကတ်တွေရှိတယ်ဘဏ်အကောင့်တွေရှိတယ်ဆိုရင်အဲ့ဒီဘဏ်အကောင့်တွေဘဏ်စာအုပ်တွေထဲမှာငွေတွေတုံညာတစ်လုံးတိုးတာတုံညာနှလုံးတိုးတာတုံညာ3လုံးတိုးတာတွေဖြစ်လာစေဖို့ဘဏ်စာအုပ်နဲ့ပတ်သက်တဲ့ငွေကြေးညှို့နေဆွဲခေါ်နေငွေဝင်နည်းတွေကိုတည်တံ့ပေးသွားမှာရက်ပေါင်း12ရက်ဒါပေမဲ့တတိယပေါင်းအလုံးက12ရက်တိတိကြီးအခက်ခဲနဲ့သင်စရာမလိုဘူးသိလားနော်ဆရာမလေးကသင်တန်းဗီဒီယိုတွေကို day 1 day 2 day 3 1 2 3 4 5ဆိုပြီးအပိုင်းပိုင်းနဲ့တင်ပေးသွားမှာဖြစ်တဲ့အတွက် line မကောင်းမှလည်းမပူနဲ့သင်တန်းရက်ကြာလို့လည်းစိတ်မပူနဲ့စိတ်ကြိုက်ကိုသိယူလို့ရတဲ့သင်တန်းကိုဆရာမလေးကဖန်တီးပေးသွားမှာဖြစ်ပါတယ်ကဲအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဆရာမလေးစီက lucky မို့ရှင်ဝင်မှာခြင်းနဲ့ဆိုရင်လည်းမှာယူလို့ရပါတယ် lucky မို့ရှင်မှာယူမယ်ဆိုရင်အမည်လေးစာဖုန်းနံပါတ်လေးကို order တင်ပေးပါဘယ်နှဘူးလဲပြောပေးပါနော်ဆရာမလေးတို့အခုလိုမျိုးဘာ make up မှမလိမ့်ပဲနဲ့ဒီမှာနော်ဒီမှာဖြစ်ပြတယ်ဒီမှာကြည့်မမြင်အောင်ထင်တယ်နော်ဒီမှာတကယ်လို့ make up ပါတယ်ဆိုရင်ဒါဒီလိုမျိုးတွေလိမ့်သွားမှာနော်ဒီလိုမျိုးတွေကွက်သွားမှာပြက်သွားမှာဒီမှာနော်ဆရာမလေးတို့ဒီလိုမျိုးဘာ make up မှမပါဘဲနဲ့နော်ဒီလိုဘာ make up မှမပါဘဲနဲ့ဒီလိုမျိုးကြီးကြီးပြောင်လေးနဲ့ဂလိုးကျင်နေဆိုလို့ရှင်တော့ဒီမှာနော်ဒီခရင်လေးမှာယူတော့ဒါကတော့ဒီကထိုင်းနိုင်ငံထုတ်တဲ့နော်ခရင်မြန်မာငွေ8000ကျပ်ပဲရှိတာပါအပြင်မှာ make up စီကအရန်ကောင်းတဲ့ပစ္စည်းဆိုလို့ရှိရင်တပူးကိုတိမ့်ချပြီးတော့ပေးရတာမြန်မာငွေ8000ကျပ်နဲ့ရမယ်ခရင်နော်ဒီရောနိုင်ပေါ့နှမျိုးစလုံးသုံးလို့ရတယ်ဒါကတော့ make up ပေါင်တာဖြစ်ပါတယ်မြန်မာငွေ8000ခွဲကျပ်ဖြစ်ပါတယ်เนาะဒါလေးကိုလည်းဒါချွေးမပြန်ဘူးစီမပြန်ဘူးဒါတဏီကုံခံတဲ့ make up ပေါင်တာနေရောက်ကြည့်တန်ကိုလည်းခံတယ်ဒါဘယ်လိုပြောရမလဲဒါနေရောက်ကြည့်ခံတဲ့ဘာခေါ်မလဲမေ့သွားပြီเนาะဒီလို SB လည်းပါပြီးသားเนาะဒါကတော့မျက်နှာတိเนาะမနဲ့အရာထအရာဝင်နိုင်တိလို့ရတဲ့မျက်နှာတိမြန်မာငွေ9000ကျပ်ထင်နေရမှာမြန်မာငွေ9000ကျပ်ထင်နေရမှာစိတ်ကြိုက်ပါချင်တာပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဆရာမလေးအရင်လာတာဟုတ်တယ်ဒီမှာမိတ်ကပ်မှာပုံမလေးနော်မိတ်ကပ်လည်းမလေးဘူးဘာဖတ်မှတော့အဖတ်တွေပါတယ်ဆိုရင်ဒီသွားတွေကလည်းအရစ်တွေထင်နေတာသိလားသွားတွေကလေနှက်ခမ်းကြီးအရစ်တွေထင်နေတာနော်ဒီမှာအရင်ကဆရာမလေးဒီနားလေးမှာလေဒီလိုအမဲဆက်လေးပေါ့ဒါကတော့ဆရာမလေးကိုနေရတော့ခိုင်းနေတာနော်ခိုင်းပြီးလို့ဒီလိုအရာလေးဖြစ်သွားတာနော်အရင်တော့ဒီလိုအရာလေးဒီမှာ make up ပါလို့ရှိရင်ဆရာမလေးဒီရမမြင်ရဘူး make up ပါလို့ရှိရင်ဒီအမဲပြောက်တွေမမြင်ရဘူးအကုန်ဖုံးပါနော်ဒါဟိုတနေ့ကဆရာမလေးခိုင်းနေတာအိမ်အပေါက်နဲ့ခိုင်းပြီးတော့ဒီလိုအရာဖြစ်သွားအနာလေးဖြစ်သွားတာနော်ဒါလေးရလေအမဲဆက်တွေဝက်ချင်နေတိတ်တွေမဟုတ်ဘူးနော်ဒီမှာတ
တကယ်လို့ဆရာမလေးခုလိုမိတ်ကပ်တွေလိမ့်ထားတယ်ဆိုရင်ဒီဥစ္စာကိုဖုံးသွားမှာနော်အခုမိတ်ကပ်မပါဘူးနှက်ခမ်းနေရတော့စိုးထားတယ်ဒီမှာတွေ့လားဒီမှာနှက်ခမ်းနေရတော့စိုးထားတယ်နော်တကယ်အမှန်တရားပြောတာနှက်ခမ်းနေပဲစိုးထားတာဒီမှာနော်ဒီမှာမပါဘူးကြည့်ဒီမှာနော်ဒီတော့အဲ့ဒီလိုမျိုးပေါ့ဒီလိုမျိုးတွေ့လားဒီနားလေးမှာဆိုလို့ရှိရင်ဆရာမလေးအမဲဆက်တွေရှိတယ်တင်းတိတ်ခေါ်မလားဒီလိုတွေရှိတယ်နော်ဒါပေမဲ့ဆရာမလေးဒီခရွင်နော်ဒီခရွင်ရဲ့ဒီမျက်နှာတိရဲ့ဒီအပြင်သွားလို့ရှိရင်ဒီပေါင်တာရဲ့ဒီ၃မျိုးတည်းကိုပဲသုံးလာတာလာပိုင်းပဲရှိသေးတာကြည့်လိုက်တော့ဒီမှာနော်ဒီမှာနှစ်ဖူးပဲနော်အဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးလေးတွေကိုကလည်းဆရာမလေးတို့ပဲအသားလေးလည်းကောင်းကျင်တယ်ဆရာမလေးတို့ပဲပြောင်းလဲလာကျင်တယ်ဆရာမလေးတို့ပဲလှကျင်တယ်ဆိုလို့ရှိရင်တော့ဆရာမလေးရဲ့ဒီမိတ်ကပ်တစ်ဆက်စာကိုမှာလို့ရပါတယ်ဒီမိတ်ကပ်တစ်ဆက်စာကိုမှာယူမယ်ဆိုရင်ဆရာမလေးက၃ဘူးစလုံးပြည့်မယ်ဆိုလို့ရှိရင်ဆရာမလေးလက်ဆောင်တစ်ခုခုပေးမယ်နော်ဒီမှာစကြဝဠာကပြားလိုချင်တာလားနော်စကြဝဠာကပြားလိုချင်တာလားလက်ဆောင်ပေးမယ်နော်ဒါဆရာမလေးအခုမှစိတ်ကူးပေါက်လို့ပြောမိတာကဲအားလုံးပဲကျေးဇူးတင်ပါတယ်